ဇနီးတဲ့ရဲ့ခွင့်ပြုချက်ကိုရလိုက်တဲ့ Rocky ဟာအသစ်တစ်ဖန်ပြန်လဲမွေးဖွားလာတဲ့သူတစ်ယောက်လိုပါပဲသူဟာပြင်းထန်လွန်းတဲ့လေ့ကျင့်ခန်းတွေကိုစတင်လုပ်လာပါတော့တယ်လက်တစ်ဖက်ထဲနဲ့တိုက်ထိုးတာတွေခုံတာထိုးတာအလေးမတာအကုန်လုံးကိုသူအစွမ်းကုန်လှုပ်ဆောင်ခဲ့ပါတယ်မကြခင်မှာပဲသူဟာပြန်လောင်းငှက်တကောင်လိုပေါ်ပါသွက်လက်လာပြီးသူ့ရဲ့အရှိန်ဟုန်ဟာလည်းအမခန့်ဖြစ်လာခဲ့ပါတယ်အရင်ကလိုက်ဖက်ရခက်ခဲ့တဲ့ချက်ကြီးကိုတောင်အခုဆိုရင်ချွေးတစ်စက်မှမထွက်ပဲလျှက်စီးလိုအရှိန်နဲ့မိအောင်ဖမ်းနိုင်နေပါပြီသူယထာတန်လန်းတွေနဲ့စီကားတဲ့လမ်းမတွေပေါ်မှာပြေးတဲ့အခါအရင်လိုတယောက်တည်းအထီးကျန်နေသူမဟုတ်တော့ပါဘူးကလေးတစုဟာသူ့နောက်ကနေလိုက်ပြေးကြရင်အရေးအတွက်ဟာတဖြည်းဖြည်းပိုများလာပါတယ်သူဟာသူ့နီးသူ့ဟန်နဲ့ American စိတ်ဓာတ်ရဲ့ပြရုပ်တစ်ခုဖြစ်လာခဲ့ပါပြီဖီလာဒဲလ်ဖီးယားအမှုပညာပြတိုက်ရဲ့လှေကားထစ်တွေကိုပြေးတက်တဲ့အခါမှာတော့ကလေးတွေဟာသူ့ကိုဝိုင်းဝန်းပေးကြပြီးသူဟာရှေ့မှာရှိတဲ့တိုက်ပွဲအတွက်အဆင်သင့်ဖြစ်နေပါပြီပွဲကျင်းပမဲ့ညမှာတော့တကွင်းလုံးဟာစိတ်လှုပ်ရှားမှုတွေပြည့်နေနေပါတယ်။ Rocky ကတော့အိမ်မှာဇနီးနဲ့သားလေးကိုတေချာနှုတ်ဆက်ပြီးမှထွက်လာခဲ့တာပါ။အိမ်တကားဝက်မှာတင်ပရိသတ်တွေကစောင့်ဆိုင်အားပေးနေကြပါတယ်။ဒါဟာအားလုံးစောင့်မျှော်နေတဲ့ Rocky နဲ့ Apollo တို့ရဲ့ဒုတိယအကျော်ပွဲကြီးပါပဲ။ပရိသတ်တွေကသူ့နာမည်ကိုတခဲနဲ့အော်ဟစ်အားပေးနေကြတာကြောင့် Rocky တောင်မယုံနိုင်အောင်ဖြစ်နေရပါတယ်။တစ်ဖက်မှာတော့အပိုလိုကျိုးဝိုင်းထဲဝင်လာတဲ့အခါမှာတော့အရင်နှစ်ကလိုပရိသတ်တွေရဲ့အားပေးမှုမရှိတော့သလိုပါပဲအရင်နှစ်ကလူပြက်တယောက်လိုခန္ဓာကြီးကျယ်စွာဝင်လာခဲ့ပေမဲ့ဒီနှစ်မှာတော့သူဟာအေးအေးဆေးဆေးပဲဝင်လာခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့မျက်လုံးတွေထဲမှာတော့တည်ငြိမ်တဲ့ယုံကြည်မှုတွေတောက်လောင်နေပါတယ်သူဟာကျိုးဝိုင်းနဲ့ရောက်တာနဲ့ Rocky ကိုမင်းလဲကျသွားစေရမယ်လို့လှမ်းပြီးစိန်ခေါ်လိုက်ပါတယ်ပွဲစတာနဲ့အပိုလိုဟာပွဲကိုအမြန်ဆုံးသက်ချင်တာကြောင့်ပြင်းထန်တဲ့လက်သီးချက်တွေနဲ့စတင်တိုက်စစ်ဆင်ပါတော့တယ်။ Rocky ကတော့အပိုလိုကိုပင်ပန်းစေဖို့အတွက်ခံစစ်ကိုပဲအဓိကထားနေပါတယ်။ဒါပေမဲ့အပိုလိုရဲ့စကားနိုင်ထိုးမှုတွေက Rocky ရဲ့စိတ်ကိုဆွပေးလိုက်တယ်လို့ဖြစ်သွားပါတယ်။မကြခင်မှာပဲ Rocky ဟာအပိုလိုရဲ့လင်မြန်လှတဲ့တိုက်စစ်တွေကိုမလိုက်နိုင်တော့ပဲမျက်နှာကိုလက်သီးချက်တွေတရက်ဆက်ခံလိုက်ရပြီးကျမ်းပြင်ပေါ်လဲကျသွားပါတော့တယ်။ပထမအချီပြီးဆုံးသွားချိန်မှာတော့အပိုလိုက Rocky ကိုဒေါသထွက်အောင်ဆက်ပြီးစားနှောက်နေပါသေးတယ်။ Rocky ဟာဒေါသတွေထွက်နေပေမဲ့သူ့ရဲ့အရှိန်ကိုပြန်မရသေးပါဘူး။နီးပြမစ်ကီကဘလောက်ပဲအားပေးပါစေဒုတိယအချီစတာနဲ့မောက်မာလှတဲ့အပိုလိုကမင်းကို3စက္ကန့်အတွင်းလဲအောင်ထိုးပြမယ်လို့ကြုံဝါလိုက်ပါတယ်ပြောတဲ့အတိုင်းပါပဲအပိုလိုရဲ့ရန်ထိုးလိုက်တဲ့လက်သီးချက်တွေကြောင့် Rocky ဟာဒုတိယအကြိမ်ဖြစ်ကျမ်းပြင်ပေါ်ထပ်မံလဲကျသွားရပြန်ပါတယ်